ပရိသတ်တရားတွေပုံဖော်ဖို့ဘုန်းကြီးပြောတယ်မြတ်စွာဘုရားကမကျေနပ်ချက်ပေါ်တဲ့အခါမှာဘလို့ဖြေရမလဲဆိုရင်ဖြေနည်း၅နည်းနဲ့ဖြေရတယ်ဖြေနည်းဘယ်နှနည်းဘေကဝေจิตတจิตသမီးတို့ဣဒာဤလောက၌ယတမိန်ပုဂ္ဂလေအကျင့်ပုဂ္ဂိုလ်တစ်စုံတစ်ယောက်အပေါ်မှာအာကာတောဇာယေဒမကျေနပ်ချက်များဖြစ်ခဲ့မယ်ဆိုရင်တသမင်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာမေတ္တံဘာဝေတပံမေတ္တာတရားပွားခြင်းအပြင်အာဂါတောပတိဝိနေတ္တဘောမကျေနပ်ချက်ကိုဖြေရမယ်တဲ့နံပါတ်1ဖြေနည်းကမေတ္တာနဲ့ဖြေဘာနဲ့ဖြေဆိုကြည့်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြေဖြောက်ပါပရိသေမကျေနပ်ချက်ဖြစ်ပေါ်ခဲ့မယ်ဆိုရင်မြတ်စွာဘုရားကဖြေနည်း၅နည်းမှာနံပါတ်1မေတ္တာနဲ့ဖြေကြည့်ပါဘာနဲ့ဖြေပရိသေမကျေနပ်တဲ့စိတ်ဆိုတာဒေါသစိတ်လားမေတ္တာစိတ်လားဒေါသစိတ်ဆိုတော့ဒေါသကိုဒေါသနဲ့ဖြေလို့ပြေးတယ်ဆိုတာကြားဘူးလားဒေါသကိုသူနဲ့ဆန့်ကျင်ပဲမေတ္တာနဲ့ဖြေမှပြေးတယ်ဘာနဲ့ဖြေရမလဲအဲ့တော့မကျေနပ်ချက်များများဖြစ်လေလေမေတ္တာစိတ်နဲ့ဒါများများဆက်ဆံလေဆိုရင်အဲ့ဒါပြေးသွားတယ်ပရိသတ်ရဲ့အမုန်းကိုအမုန်းနဲ့ဖြေလို့ပြေးတယ်ဆိုတာကြားဘူးလားဒေါသဆိုတာမီးပဲလေမီးကိုမီးနဲ့ညှင်းလို့ငြိမ်းမှာမလားမီးကိုဘာနဲ့ငြိမ်းရေနဲ့ငြိမ်းမှငြိမ်းတာဆိုတော့တစ်ဖက်ကမီးတုံးနဲ့လာရင်ကိုကရေနဲ့ပြန်ဖြန်းနိုင်အောင်ကြိုးစားရတာအပြောလွဲသလောက်အလုတ်ခက်လားမခက်ဘူးလားတကယ်ပဲခက်ပင်မဲ့သေချာကြာနာနာလှုပ်ကြည့်ရင်လုံနိုင်သလောက်အကျိုးရှိလားမရှိဘူးလားဒေါသကိုဒေါသနဲ့ပြန်တုံ့ပြန်ရင်ဘယ်တော့မှအပူမငြိမ်းဘူးတဲ့ဒေါသကိုမေတ္တာနဲ့အနိုင်ယူမှသာလျှင်ဉာဏ်နဲ့ငြိမ်းနေဆိုတော့မြတ်စွာဘုရားရဲ့လေအောင်ကြီး၈ပါးကိုကြည့်ကြည့်ဒေါသနဲ့နိုင်ခဲ့သလားမေတ္တာနဲ့နိုင်ခဲ့လားမေတ္တာနဲ့ပဲအနိုင်ယူခဲ့တာပြိဿရဲ့မြတ်စွာဘုရားကဒေါသထွက်နေတဲ့လူအပေါ်မှာဘုရားရှင်ရလေတော်တော်ကြီးညိုစရာကောင်းတာဝိနည်းရရဲ့စိတ်ကိုတော်တော်သိတာဆိုတော့ဒီလူကိုဘလို့တရားဟောရမယ်ဆိုတာသိတယ်ဘလို့ဆက်ဆံရမယ်ဆိုတာသိတော့ဒေါသထွက်နေတဲ့အချိန်မှာဘယ်တော့မှစန့်ကျင်ဘက်မလုပ်ဘူးမြတ်စွာဘုရားကတို့တွေကဒေါသထွက်ရင်ဒေါသထွက်တဲ့လူကိုဒေါသနဲ့ပြန်လှုပ်တော့အခါကျဒေါသတွေကပိုကြွလားမကြွဘူးလားမြတ်စွာဘုရားကအောင်ကြီး၈ပါးမှာပရိသေမေတ္တာနဲ့အောင်ကြတာဘဂဗြဟ္မာကြီးအောင်တော့ကြည့်ပါအောင်မြတ်စွာဘုရားကသူ့ဘိမှန်မှာသွားထိုင်တယ်ဘဂဗြဟ္မာကြီးကဒေါသနဲ့လာတယ်ငါနေရာဘာလို့နေတာဂေါတမထွက်သွားဒေါသတကြီးအော်ပြောမြတ်စွာဘုရားမထွက်ဘူးကွာဘာဖြစ်လဲဆိုပေးမနေဘူးထွက်ဆိုတော့လဲထွက်တာပေါ့ကွယ်ဆိုထွက်သွားရောကြည်စမ်းအဲ့ဆိုပြန်ဝင်ဆိုတော့လဲပြန်ဝင်တာပေါ့တဲ့ကဲကြည်နောက်တစ်ခါထွက်သွားတယ်နောက်ထွက်ဆိုလဲထွက်တာပေါ့တဲ့ကြည်စမ်းသူဒေါသထွက်တဲ့အချိန်မှာဒေါသကိုစမ်းကျင်မှမလုပ်ဘဲနဲ့သူပြောတဲ့အတိုင်းပဲနည်းနည်းလေးလိုက်ပြီးလုပ်ပြီးတော့ဘဂဗြဟ္မာကဒေါသပိုထွက်ရမယ်အစားနည်းနည်းလေးကျသွားလားမကျသွားဘူးလားအားတို့သမီးတို့ညီငယ်ညီမငယ်တွေမှတ်တာအပေတို့အမေတို့ဒေါသထွက်နေရင်ဒေါသကိုစွပေးတဲ့အမူအရာလှုပ်တင်လားမလှုပ်တင်ဘူးလားမှန်သည်ဖြစ်စေမှားသည်ဖြစ်စေဒေါသထွက်တဲ့အချိန်ပြောတဲ့အချိန်မှာဘယ်တော့မှပြန်မပြောအဖေတို့ကဘာသိလို့လဲပြောကြည့်တွေ့ရနဲ့ကောက်ပေါမလားမကောက်ပါဘူးလားတွေ့ရနဲ့ကောက်ထုမှာအဲ့ချိန်မှာမှန်သည်ဖြစ်စေမှားသည်ဖြစ်စေခဏလေးငြိမ်ပါမပြောဘဲနဲ့လေအဖေဒေါသပြေသွားတဲ့အချိန်ထမင်းစားတဲ့အချိန်မှာအဖေဒါဒီလိုအဲ့ဆိုအကျိုးတင်ကြောင်းနဲ့ရှင်းပြရင်အဖေဒေါသပြေသွားလားမပြေသွားဘူးလားစမ်းကျင်ပဲမလုပ်ရဘူးနော်စမ်းကျင်ပဲမလုပ်ရဘူးဒကာမတွေလည်းဒကာနဲ့ရံဖြစ်ရင်လေဒကာကြီးတွေစိတ်ဆိုးတဲ့အချိန်ဒကာမကြီးတွေဘယ်တော့မှစမ်းကျင်ပဲမလုပ်နဲ့တွေ့ရနဲ့ကောက်ထုရင်ဘယ်လိုလုပ်မလဲအဲ့ချိန်မှာမပြောပဲငြိမ်ပြီးတော့အဲ့ဒါညအိယာဝင်ကြမှာပြောဒါဒီလိုရှိတယ်အဲ့ကြရင်ပြေသွားလားမပြေသွားဘူးလားသူများအဲ့ချိန်ကြောက်လဲအကျယ်ကြီးမပြောနဲ့ခြံအောင်တန်လေးနဲ့ပြောဆိုတော့အဲ့ချိန်မှာစန့်ကျင်ဘက်မလုပ်ဘဲနဲ့ကျန်တဲ့အချိန်သူဒေါသပြေတဲ့အချိန်ငြိမ်သွားတဲ့အခါကျတော့ဘာမှမဖြစ်တော့ဘူးနော်ဒါကြောင့်ပြိဿရဲ့ဒေါသကိုဒေါသချင်းတုံ့ပြန်ရင်ဘယ်တော့မှမငြိမ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကမကျေနပ်ချက်ဖြစ်နံပါတ်1မေတ္တာနဲ့ဖြည့်ကြည့်ဘာနဲ့ဖြည့်မလဲမေတ္တာဓာတ်တွေအားကောင်းလာတဲ့အမြပြိဿရဲ့ဒေါသကအလိုလိုနည်းလာတာဒေါသနဲ့မေတ္တာကတစ်ခုများရင်တစ်ခုကနည်းသွားတာ
ဒေါသအားကြီးတဲ့သူမှာမေတ္တာအကြာကြီးမရှိတော့ဘူးမေတ္တာမရှိဘူးမေတ္တာအားကောင်းတဲ့သူမှာဒေါသတွေညော့နေတယ်မေတ္တာသမားကသိခံနိုင်တဲ့စွမ်းအားရှိတယ်ခွင့်လွှတ်နိုင်တဲ့စွမ်းအားရှိတယ်ဒေါသအားကြီးတဲ့သူကသိမခံနိုင်ဘူးခွင့်မလွှတ်နိုင်ဘူးပျက်စီးအောင်လုပ်တယ်ဖျက်ဆီးဖို့ပဲကြိုးစားတယ်ဆိုတော့တို့တွေလူတယောက်အပေါ်မှာမေတ္တာဆိုတဲ့အကျိုးလိုလာတဲ့စိတ်ကလေးနဲ့များများဆက်ဆံကြည့်ကိုယ်ရန်သူတော်ပြိဿကိုကသာမေတ္တာအားကောင်းသွားရင်ရန်သူကနောက်ဆုံးကိုယ်ကိုအရှုံးပေးရလားမပေးရဘူးလားရန်သူကကိုယ်ကိုပို့ပြီးတော့နှိမ့်ဆက်နေတယ်ပို့ပြီးတော့ဒေါသတွေကြီးနေတယ်ဆိုရင်တေးကြတယ်ကိုမေတ္တာသူ့ရှင်မရောက်သေးလို့ပဲ။ကြောင့်သူ့ကိုအာယုံလေးသာပြုတ်ပြီးတော့များများသာမေတ္တာပွားသူဒေါသထွက်တယ်လို့ကိုမထွက်စေနဲ့သူမျက်နှာလေးမြင်အောင်ကြည့်ကြီးပွားပါစေချမ်းသာပါစေအန္တရာယ်ကင်းပါစေပြိုးပွားမိုင်းနဲ့သွားမလို့ရွက်တယ်လို့နောက်တယ်လို့လည်းမလုပ်အောင်ကြီးပွားပါစေဆိုတချို့ကရွက်တယ်လို့လုပ်တာလေအဲ့လိုမရွက်ရဘူးတကယ်ကိုအကျိုးလိုလာတဲ့စိတ်ကလေးနဲ့သာလေမေတ္တာပို့ကြည့်သေချာပေါက်ရောက်တယ်မယုံမရှိတဲ့ပြိဿရဲ့လက်တွေ့လှုပ်ကြည့်စမ်းမှာမေတ္တာရဲ့အစွမ်းကဘလောက်ဝေးဝေးရောက်နိုင်လားမရောက်နိုင်လားတချို့မေတ္တာတွေပို့ရတာနဲ့အစွမ်းမထက်တာတွေမရှိဘူးလားဘယ်ထက်မလဲပြိဿရဲ့မေတ္တာကအာယုံပြုတ်ပြီးပို့နိုင်မှရောက်တာလေတချို့အတန်ပြေးနဲ့လုံစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဖြန်းဆိုလက်ကချင်းပိတ်ရဲ့ပါဇက်ကအတန်ပြေးနဲ့អော်တယ်လက်ကချင်းပိတ်ရိုက်တယ်ကြွက်ကလေးဖြတ်ပြီးကြည်စီမုတ်လေးတော့ကောက်ပေါ့မေတ္တာပို့ရင်းနဲ့ပေါက်နေတာအဲ့မေတ္တာဆူးရှာပါမလားရောက်နိုင်ပါမလားမေတ္တာဆိုတာအာယုံပြုပြီးပို့နိုင်မှရောက်တာဖြစ်တဲ့အတွက်ကြောင့်အမေကိုပို့ခြင်းအမေမျက်နှာလေးမြင်အောင်အာယုံပြုအမေတကယ်ကျမ်းပါပါစေချမ်းသာပါစေဘေးရန်ကင်းပါစေဆိုတဲ့အကျိုးလိုလားတဲ့စိတ်ကလေးနဲ့တေချာနှစ်ကာပို့ကြည့်ရောက်ကိုရောက်တယ်အဖေကိုပို့မယ်ဆိုရင်အဖေမျက်နှာလေးမြင်အောင်ကြည့်အဖေတကယ်ကျမ်းပါပါစေချမ်းသာပါစေဘေးရန်ကင်းပါစေဆိုတဲ့စိတ်ကလေးနဲ့သာပို့ကြည့်ကိုမေတ္တာအဖေရှိရောက်နိုင်လားမရောက်နိုင်လားအဲ့ဒီလိုပဲပြိဿရန်သူကိုပို့မယ်ဆိုရင်လည်းရန်သူမျက်နှာလေးမြင်အောင်ကြည့်ပြီးတော့အမုန်းအာကာရတွေဘေးပယ်ပြီးတော့တကယ်ကိုပဲအကျိုးလိုလာတဲ့စိတ်ကလေးနဲ့ပို့ကြည့်ရန်သူကနောက်ဆုံးကိုရှိရောက်နိုင်လားမရောက်နိုင်ဘူးလားဒါကြောင့်တရားရောက်အပေါ်မှာမကျေနပ်ချက်ဖြစ်ခဲ့မယ်ဆိုရင်မြတ်စွာဘုရားကနံပါတ်1မေတ္တာနဲ့ဖြည့်ဘာနဲ့ဖြည့်ဆိုကြည့်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြည့်ဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြည့်ဖြောက်ပါဘေကဝေจิตจิตမိတို့ဣဒဤလောက၌ယတမိန်ပုဂ္ဂလေအကျင့်ပုဂ္ဂိုလ်တစ်စုံတစ်ယောက်အပေါ်မှာအာဂတောဇာယေထမကျေနပ်ချက်များဖြစ်ခဲ့မယ်ဆိုရင်ရတမိန်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာမေတ္တံဘာဝေတပံအကျိုးလိုလာတဲ့မေတ္တာတရားပွားခြင်းအပြင်အာဂတောပတိဝိနိတ္တဘောမကျေနပ်ချက်ကိုတရားနဲ့ဖြေလို့ပြင်းနိုင်ပါရဲ့ရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိထာပညာအပြင်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်း